ဗီတက်ကလထိုင်ပေါ်ကတားဖြစ်သူရဲ့ရှိမှာလမ်းဘေးကကောင်မလေးတယောက်ကပြနေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အဲ့ဒီတထေးမကြီးဟာအံ့အားသင့်သွားခဲ့ရပါတယ်ပြီးတော့သူမဆက်လုပ်လိုက်တဲ့လုပ်ရက်ကတော့လူတိုင်းကိုပါဆက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်ကြီးမားကျယ်ဝန်းပြီးတိတ်ဆိတ်လုံးနဲ့စိုင်ကြီးတစ်ခုထဲမှာလူကတ်လို့ခေါ်တဲ့အသက်9နှစ်အရွယ်ကောင်လေးတယောက်ရှိနေပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကပြင်းထန်တဲ့မတော်တဆမှုတစ်ခုကြောင့်သူဟာဘဝရဲ့တက်ကြွမှုတွေအားလုံးဆုံးရှုံးသွားခဲ့ရရှာပါတယ်ဗီတက်ကလထိုင်ပေါ်မှာပဲအချိန်ကုန်ဆုံးနေရပြီးသတင်းပေါက်ကနေတဆင့်ပြင်ပကဘာကြီးကိုအယောင်ဆင်းမရှိတဲ့မျက်ဝန်းတွေနဲ့ပဲနေကြည့်နေခဲ့ရတာပါသူရဲ့မိခင်ဘာလာရီယာကတော့ရင်ခွဲမတက်ခံစားနေရတဲ့ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးတဦးဖြစ်ပြီးတားဖြစ်သူအတွက်အရာအလုံးကိုစူးစမ်းပေးခဲ့ပါတယ်အကောင်းဆုံးဆရာဝန်တွေစမ်းသပ်ဆဲကုသမှုတွေနဲ့ခီးစဉ်ပေါင်းများစွာအတွက်ငွေကြေးအမြောက်များအကုန်ကျခံခဲ့ပေမဲ့တားဖြစ်သူရဲ့စိတ်ဒဏ်ရာကိုတော့ဘလို့မှကုသလို့မရခဲ့ပါဘူးဒါပေမဲ့ပုံမှန်အတိုင်းပဲဖြစ်မဲ့နေ့လည်ခင်းတစ်ခုမှာတော့ဘာလာရီယာဟာခြံထဲကိုထွက်လာခဲ့ပါတယ်ထုံးစံအတိုင်းစိတ်တက်ကြနေမဲ့လူကတ်ကိုပဲတွေ့ရလိမ့်မယ်လို့သူမထင်ထားခဲ့တာပါဒါပေမဲ့ခြံတောင်လေးကိုကိုွေးလိုက်တဲ့အချိန်မှာတော့သူမခြေလမ်းတွေတုံခနဲဖြစ်သွားခဲ့ရပါတယ်လနဲ့ချီပြီးမကြားခဲ့ရတဲ့တားဖြစ်သူရဲ့လွတ်လပ်တက်ကြွတဲ့ရေမောတန်ကိုကြားလိုက်ရလို့ပါလူကတ်ဟာမျက်ဝန်းတွေတောက်ပပြီးလက်ခုပ်တွေတီးနေခဲ့ပါတယ်သူ့ရဲ့ရှိမှာတော့ဖနက်မပါနေလောင်ထားတဲ့အသားရည်နဲ့ဖျို့ဖျဲဖြစ်နေတဲ့စပင်တွေနဲ့လမ်းဘေးကကောင်မလေးတစ်ယောက်ဟာအားရပါရကပြနေခဲ့တာပါသူမဟာလူကတ်ရေမောပျော်ရွှင်စေဖို့တက်တက်အတွက်ပဲစီးချက်အတိုင်းဝဲပြန်နေပြီးခုံပေါက်နေတယ်လို့မျက်နှာပြောင်ပြတာတွေမျက်ခင်းပေါ်မှာဟန်ဆောင်လဲပြတာတွေကိုလုတ်ပြနေခဲ့တာဖြစ်ပါတယ်ပြီးတော့နောက်တစ်နေ့မှလည်းကောင်မလေးကဂတိအတိုင်းပြန်ရောက်လာခဲ့ပါတယ်လူကတ်ဟာမတော်တဆမှုမတိုင်ခင်ကတည်းကမမြင်ခဲ့ရဘူးတဲ့တက်ကြွမှုမျိုးနဲ့သူမကိုမစောင့်နိုင်မနေနိုင်စောင့်မျှော်နေခဲ့တာပါကောင်မလေးအပြေးလွှာရောက်လာတဲ့အချိန်မှာတော့ကောင်လေးရဲ့မျက်နှာဟာဝင်းပသွားခဲ့ပါတယ်ကောင်မလေးကထပ်ပြီးကပြပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကကပြယုံတင်မကပဲလူကတ်ကိုစကားတွေပြောပြီးစီးချက်အတိုင်းလိုက်လှုပ်ရှားဖို့နည်းနည်းပဲဖြစ်ဖြစ်စူးစမ်းကြည့်ဖို့အားပေးနေခဲ့ပါတယ်လူကတ်ကလည်းလိုက်လှုပ်ခဲ့ပါတယ်သူဟာမျက်နှာထက်မှာအပြုံးကြီးကြီးတစ်ခုနဲ့အတူလှုပ်ရှားမှုတေးသေးလေးတွေတိုင်းကိုလိုက်လုံနေခဲ့ပါတယ်။ဘာလာရီယာဟာဓာတွေကိုအဝေးကနေလှမ်းကြည့်နေရင်ဘယ်တော့မှပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့တဲ့မျောလင့်ချက်ဆိုတဲ့အရာကိုပြန်လဲခံစားလိုက်ရပါတယ်။ကောင်မလေးကလို့ပြီးသွားတဲ့အခါလူကတ်ကလက်ခုပ်တွေအကျယ်ကြီးတီးပြီးမင်းတကယ်ကိုတော်တာပဲလို့စိတ်လှုပ်ရှားစွာအော်ပြောလိုက်ပါတယ်။ကောင်မလေးကပြုံးပြခဲ့ပေမဲ့သူမရဲ့မျက်ဝန်းတွေထဲမှာတော့ဖုံးကွယ်ထားလို့မရတဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုမြင်နေရပါတယ်။ဘာလာရီယာကအနားကိုကတ်သွားပြီးသူမကိုစားစရာတချို့ပေးခဲ့ပါတယ်။ကောင်မလေးကတခုခုကိုလက်ခံရယူလေးမရှိတဲ့အတိုင်းတုံဆိုင်သွားပြီးမှကျေးဇူးတင်ပါတယ်မမလို့တိုးတိုးလေးရေရွတ်ရှာပါတယ်အဲ့ဒီနေ့ကစားတောက်ပြီးလို့သူမပြန်သွားတဲ့အချိန်မှာတော့လမ်းကိုကောင်းကောင်းမရှောင်နိုင်တော့ပါဘူးဘာလာရီယာကတတိထားမိသွားပြီးအဆင်ပြေရဲ့လားလို့လှမ်းမိတဲ့အခါမိန်းကလေးငယ်လေးဟာအတင်းကျပ်ပြုံးပြရင်ပင်ပန်းလို့ပါလို့ပဲပြောခဲ့ပါတယ်ဒါပေမဲ့သူမလက်ထွက်သွားတဲ့အချိန်မှာတော့နာကျင်မှုဝေဒနာဟာသူမရဲ့ဘဝမှာအမြင့်တွယ်နေခဲ့တာကြာပြီဖြစ်တဲ့အတိုင်းတုံတုံချီချီနဲ့လက်ပြမလုံးတလို့ရှောက်သွားခဲ့ရှာပါတယ်အဲ့ဒီညမှာတော့တစ်နှစ်ပတ်လုံးမှာအပျော်ဆုံးရေမောခဲ့ရတဲ့လူကတ်လေးအိပ်ပျော်သွားတဲ့အချိန်မှာဘာလာရီယာရဲ့စိတ်ထဲမှာအတွေးတစ်ခုကပဲကြီးစိုးနေခဲ့ပါတယ်အဲ့ဒီကောင်မလေးကတကယ်တော့ဘသူလဲသူပဲမနေတာလဲပြီးတော့သူကဘာဖြစ်လို့သူ့သားထက်တောင်မှအကူကြီးပိုလိုနေပုံရနေရတာလဲဆိုတာပါပဲပထမဆုံးအကြိမ်ဖြစ်တတိမကြီးဟာနောက်တစ်နေ့မှာကောင်မလေးကိုကိုယ်တိုင်လိုက်ရှာပြီးသူမရဲ့အကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဘာလာရီယာအနေနဲ့ဒီကောင်မလေးကိုကူညီပြီးအိမ်ခေါ်ထားတင်သလားဒါမှမဟုတ်အမှန်တရားကလူတိုင်းထင်ထားတာထက်ပိုပြီးရင်ကွဲစရာကောင်းနေမလားနောက်ပါဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ကိုမတ်မှာအပိုင်းနှစ်လို့ရေးပေးသွားကြပါဦးတော့အခုလိုဗီဒီယိုမျိုးတွေကြိုက်နှစ်သက်တယ်ဆိုရင် follower နှိပ်ထားခဲ့ပါ